ဝေးလံခေါင်ဖျားလာတဲ့ရှမ်းပြည်နယ်ဒေသတနေရာမှာပေါ့အဲ့တော့ကျွန်တော်ကခလေးပဲရှိသေးတာတညာအိမ်သာတက်ချင်လာလို့အိမ်သားကိုထသွားခဲ့တာကျွန်တော်တို့အဲ့တော့ကအိမ်သားတွေကကျင်းပေါ်တစ်သားတန်းနေနဲ့လှုပ်ထားတာခုခေတ်လို့မတိုးတတ်သေးဘူးပေါ့အဲ့လိုနဲ့ကျွန်တော်အိမ်သားတက်နေလိုက်တာပေါ့အဲ့ချိန်အိမ်သားတွင်းထဲကအတန်းကြီးကြားလာတာကျွန်တော်လည်းခလေးဆိုတော့ကြွက်တီလို့ထင်ခဲ့တာဒါပေမဲ့ရုတ်တရက်ကြီးလက်ကြီးထွာလာတာကျွန်တော်လန့်ဖြန့်ထော်တာပဲဗျာပြီးတော့ခြေတော့ကိုဖမ်းဆွဲတာဗျာအမလေးဆိုပြီးအဲ့လက်ကြီးကိုကန်ယူပြီးထွက်ပြေးလာတာအမေဆိုပြီးအဖေနဲ့အမေကထွက်လာပြီးကျွန်တော်ကိုလာထူခေါ်ရတယ်နော်မစုံစမ်းကြည့်တော့ဒီတွင်းထဲမှာမိန်းမတစ်ယောက်ကိုအောက်လန်းအစီရင်နေနဲ့ဖမ်းချုပ်ထားတာတဲ့လွတ်ချင်ရင်လူစားလဲမရမယ်ဆိုပြီးချုပ်ထားခဲ့တာတဲ့အဲ့မိန်းမကဘာလို့လဲဘာလို့လုပ်လဲတော့မသိပေဘူးအချိန်တွေလဲကြာခဲ့ပါပြီခုတော့လူလဲမနေတဲ့နေရာတစ်ခုဖြတ်သွားပြီဒီကိစ္စတွေကပုံမြင်လို့ဖြတ်သွားပါပြီဒါပေမဲ့အဲ့ဒီနေညာကအဖြစ်ကိုတော့ခုထိမေ့မရသေးပါဘူးဗျာ